အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တင်ထွန်းလင်းဒီနေ့ကျွန်တော်တို့ဒီဗီဒီယိုမှာ crypto ဈေးကွက်ပြောင်းလဲဈေးကွက်သတင်းအချက်အလက်တွေနဲ့လက်ရှိဈေးကွက်ပေါ်မှာ crypto ဝယ်ထားခြင်းနဲ့မိတ်ဆွေတွေအနေနဲ့ short term long term ဘယ်လို plan တွေထားရှိရမလဲဈေးကွက် direction တွေကဘယ်လိုရှိနေလဲပေါ့ဒီအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပြပေးဖို့ရှိပါတယ်ဒါမနေ့ကဆိုရင်ကျွန်တော်ဒီ Trump ရဲ့ tweet တစ်ခုပေါ့နော်ဒါအခွန်ကိစ္စကို3လလောက်ရွှေ့ဆိုင်းပေးမယ်ဆိုတော့ဒါ tweet တစ်ခုထွက်လာတဲ့နောက်ပိုင်းဈေးကွက်ကတော်တော်လေးပတ်ဖြစ်သွားတာကိုကျွန်တော်တွေ့ရတယ်ပေါ့ဒီအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အရင်ဗီဒီယိုမှာလည်းဒါ market မှာသတင်းအချက်အလက်တစ်ခုခေါင်းလာမယ်ဆိုရင်တော့ဈေးကွက်ကဒီကာဘာရီကောင်းကောင်းဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ထည့်ပြောခဲ့တယ်ပေါ့နော်ကျွန်တော် Telegram channel မှာပဲဒီသတင်းအချက်အလက်နဲ့ပတ်သက်ပြီးတော့ဒါတရားလေးကျွန်တော်တို့ဒါ time to time တော့ပေါ့နော် share လုပ်ပေးတာလေးရှိခဲ့တယ်ပေါ့ဆိုတော့ကျွန်တော် Telegram channel ကိုမ join ရသေးဘူးဆိုရင်တော့ဒါ Telegram ကို join ဖို့ကျွန်တော်အပေါ်မှာ link လေးထည့်ပေးထားရပေါ့နော်ဆိုတော့လက်ရှိကျွန်တော်တို့ဈေးကွက်ရဲ့ overview ပေါ့တစ်ချက်ကြည့်ကြည့်မယ်ဆိုရင် BTC က 82,000 ပေါ့နော်ဒီကြားထဲမှာရှိနေတာကိုကျွန်တော်တို့တွေ့ရတယ်တခြား ETH HRP BNB Solana Doge ADA TRH BCH .avh NIA ICP APT ဒါ quite တော်တော်များများလည်း BTC နဲ့အတူတူလိုက်တဲ့အနေထားမှာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဈေးကွက်ကတခါလေကြတော့ကျွန်တော်ဒီ technical analysis နဲ့ match မဖြစ်ဘဲနဲ့ဒါပြောမယ်ဆိုရင်ကျွန်တော်ဒီသတင်းအချက်လက်တွေပေါ့နော်ဆိုတော့ CY သတင်းအချက်လက်တွေဈေးကွက်သတင်းအချက်လက်တွေနဲ့မူတည်တက်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဒီ trade လုပ်တဲ့သူတွေအနေနဲ့ကျွန်တော်ဒီ technical analysis တွေမဟုတ်ဘဲနဲ့ကျွန်တော်သတင်းအချက်လက်တွေကိုလည်းသတိထားဖို့လိုအပ်တယ်ပေါ့ဆိုတော့ကျွန်တော်ဒီ trading view ကိုတစ်ချက်လောက်ကြည့်ကြည့်အောင်ပေါ့နော်ကျွန်တော်တို့ entry တွေ target တွေပို့ပြီးတော့နားလည်လို့ရအောင်ဆိုတော့ကျွန်တော်ဒီမှာ 4 hour chart pattern ကိုတစ်ချက်လောက်ကြည့်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီအရင်ရှင်းတဲ့ကျွန်တော် support line ပေါ့နော် 83,000 84,000 ဆိုတဲ့ support line ကို break လုပ်ပြီးတော့မှကျွန်တော် downside ကို follow လုပ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုကျတော့ပြန်ပြီးတော့ကျွန်တော်ဒီ 83,000 84,000 ဆိုတဲ့ကျွန်တော်တို့ရဲ့ဒီ support line ကိုပြန်ပြီးတော့ကျွန်တော်တို့သွားနေတယ်ပေါ့နော်သွားနေဆိုတော့ BTC ကပထမဆုံးအနေနဲ့ကျွန်တော်ဒီ 84,000 ကိုcross လုံးမှာကျွန်တော်ဟိုဘက်ကို8,000 ကျွန်တော်9,200ပေါ့နော်ဒီလိုနဲ့ကျွန်တော် short term target တွေဖြစ်လာမယ်ပေါ့ဆိုတော့ကျွန်တော်ဒီမှာ entry point တွေက BTC ရဲ့ entry point တွေကကျွန်တော်ဒီ8,000ဒါမှမဟုတ်9,800ပေါ့နော်အဲ့ဒီမှာကျွန်တော် first entry ဖြစ်မယ်ပေါ့နော်ဒီနေ့ဗီဒီယိုရပေါ့ဒါအရင်ဗီဒီယိုကြည့်ပြီးတော့မှယူထားတဲ့သူတွေအနေနဲ့ဆိုရင်တော့လက်ရှိဆိုရင် profit ထဲမှာရှိမယ်ပေါ့နော်ဒါပြန်ပြီးတော့ entry ယူရှင်တဲ့သူတွေအနေနဲ့ fresh entry ယူရှင်တဲ့သူတွေအနေနဲ့ကျတော့8,000ကနေ9,800ပေါ့နော်အဲ့မှာကျွန်တော် fresh entry ဖြစ်မယ်ပေါ့ဆိုတော့ဒီမှာတော့ကျွန်တော်ဒီပြန်ပြီးတော့ move ဖြစ်နေတဲ့အနေထားပေါ့နော် BTC recovery ဖြစ်နေတဲ့အနေထားကိုကျွန်တော်တွေ့လာရတယ်ပေါ့ဆိုတော့ကျွန်တော် daily chart pattern ကိုတစ်ချက်လောက်ကြည့်ကြည့်အောင်ပေါ့ daily မှာလည်းကျွန်တော်4 hour time ပဲရိုင်းကြီးမားမား big change မရှိဘူးပေါ့နော်သူက same pattern လိုပဲရှိနေတယ်ပေါ့ကျွန်တော်ပြန်ပြီးတော့ဒီ8,300 8,400ပြန်ပြီးတော့ move ဖြစ်နေတယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ဒီဟာ cross လုပ်မှရမယ်ပေါ့နော်ဒါ DCA ကတော့ကျွန်တော်မပြောင်းဘူးပေါ့ DCA ကတော့ကျွန်တော်9,000ကနေ9,200ရောက်မှပဲလုပ်မှာပေါ့နော်ဆိုတော့ကျွန်တော်ဒီ weekly chart pattern ကိုတစ်ချက်လောက်ကြည့်ကြည့်အောင်ပေါ့ weekly chart pattern ရကြတော့ကျွန်တော်တို့က uptrend ထဲမှာပဲရှိနေတယ်ပေါ့နော်ဆိုတော့ uptrend မှာရှိနေတော့ကျွန်တော်တို့ higher low pattern ကိုပဲကြည့် follow လုပ်နေတယ်ပေါ့နော် higher low pattern ကိုပဲ follow လုပ်နေတယ်ဆိုတော့ကျွန်တော်အရင်တော့ high pattern တော့ဆိုရင်ကျွန်တော်တသိန်းအထက်ကိုရောက်ခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်လက်ရှိ higher low pattern ကကျွန်တော်ခံမှန်းထားတဲ့အတိုင်းဒါ9,000ကနေ9,200ထိတောင်ရောက်သွားနိုင်တယ်ပေါ့နော်ဒီ higher low pattern ကဆိုပြီးတော့ကျွန်တော်ဒါအရင်ကတည်းကဒါဗီဒီယိုတွေမှာရှင်းပြပေးထားရှိရပေါ့ဆိုတော့ကျွန်တော်တို့ဒီ9,000ကနေ9,200ဆိုတဲ့ကျွန်တော် support line တစ်ခုကကျွန်တော်တို့ဒီ weekly chart pattern ရကျွန်တော်တို့ထွက်လာတဲ့ support line တစ်ခုဖြစ်တယ်ပေါ့နော်ဒါအရင်ကတည်းကကျွန်တော်တို့ plan ထဲမှာပါပြီးသားပေါ့ BTC က 8,000 အောက်ကိုရောက်မယ်ဆိုတဲ့အနေထားပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုရကျွန်တော် entry point က 8,000 ဒါမှမဟုတ်9,800ပေါ့နော်ဒီ range တစ်ခုမှာဖြစ်မယ်တခြား DCA ကတော့မပြောင်းလဲဘူးပေါ့နော်ဆိုတော့ short term target တွေကတော့အရင်ခုနပြောထားတဲ့အတိုင်းပဲပေါ့နော်ဆိုတော့လက်ရှိကျွန်တော်တို့ဒီ Telegram channel ကို join ရှင်တဲ့သူတွေအနေနဲ့ကျတော့ကျွန်တော် Telegram မှာကျွန်တော်တို့အတူတူ live trade လို့ရတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ signal နဲ့အတူတူ live trade လို့ရတယ်အဲဒီလို trade ရှင်တဲ့သူတွေအနေနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Telegram channel ကို join ထည့်ပါဆိုတော့အပေါ်မှာကျွန်တော် link လေးထည့်ပေးထားရပေါ့နော်ဒီနေ့အတွက်တော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်